တန်ယုတ်တာနိကေ35ဂဟာပတိဝတ်လောဟိစတုတ်အခါတပါး၌အရှင်မဟာကစီသည်အဝန္တိတိုင်မဂါယကတမြို့ဝယ်တောကျောင်း၌သတင်းသုံးနေတော်မူ၏ထိုအခါလောဟိစပုံနာ၏များစွာကုန်သောထင်းခွေသမားတပည့်လူလင်တို့သည်အရှင်မဟာကစီ၏တောကျောင်းသို့ချဉ်ကပ်ကြကုန်၍ကျောင်းဤပတ်ဝန်းကျင်၌ခောက်တို့ခောက်ပြန်ဇင်းကြံလျှောက်ကြကုန်၏လှဲပက်ကြကုန်၏အချို့သောသူတို့သည်ကျဲလောင်ဆူညံသောအတန်ဖြင့်ချင်းချင်းပြေးလာကစားမျိုးတို့ကိုပြုလုပ်ကြကုန်၏ဤသူတို့ကဥပိယဟံဇန်နိတ်မြမချေပမောမှပေါက်ဖားကြကုန်၍ဇန်နိတ်ယဟန်များကိုလူတို့သည်ရိုသေအလေးထားမြတ်နိုးပူဇော်ကြကုန်၏တောဝေကြကုန်၏ဟုပြောဆိုကြကုန်၏ထိုအခါရှင်မဟာကစီသည်တောကျောင်းထဲမှထွက်လာ၍ထိုလူလင်တို့ကိုအတန်ပြုရန်ပြောပြီးငါသည်သင်တို့ကိုတရားဟောအပ်ဟုဆိုကာဂါထာဖြင့်ဟောပြလေ၏ရှေးပုံနာတို့ဤကျင့်ဝတ်ကိုအောက်မေ့ကြကုန်သောပုံနာတို့သည်ကုသိုလ်တရားဇန်တရားတို့ကိုမွေးလျော်ပျော်ပိုက်ကြကုန်၏ယခုကာလ၌ထိုတရားတို့မှဖယ်ခွာကြလျက်ငါတို့သည်ဘေတွင်ရွတ်တက်ကြကုန်၏ဟုအမျိုးအနွယ်အားဖြင့်မန်ရေးကြကုန်လျက်မညီမျှမသင့်သောအမှုကိုပြုကြပြီးအမျက်ဒေါသနှိပ်စက်အပ်ကုန်သည်ဖြစ်၍အထူးထူးအပြားပြားသောဒုတ်တို့ကိုဆွဲကင်လျက်တဏှာရှိသူတဏှာမဲ့သူတို့၌စိုက်ကျင်ကြကုန်၏အိမ်တို့၌တကားမရှိသူကအိမ်မက်၌ရသောဥစ္စာကဲ့သို့အလုံးစုံသောအကျင့်တို့သည်ချီးနှီးသာဖြစ်ကုန်၏ရှေးဟောင်းပုံနာတို့၏စိတ်သည်ကကောင်းစွာတည်ကြည်၏အလွန်ကြည်လင်နောက်ကျခြင်းကင်း၏ဆူးညံ့ဟူ၍မရှိထိုအကျင့်သည်မြတ်သောဘုံသို့ရောက်ခြင်းငှာလမ်းကြောင်းဖြစ်၏ဟုရွတ်ဆို၏ထိုအခါထိုလူလင်တို့သည်အမျက်ထွက်ကုန်သည်ဖြစ်၍လောဟိစပုံနာထံသို့သွား၍အရှင်မဟာကစီသည်ပုံနာတို့၏မန္တန်ကိုတစ်ဖက်သက်ဆဲရေးတားမြစ်၏ဟုပြောဆိုကုန်၏လောဟိစပုံနာသည်အမျက်ထွက်တော်လဲငါသည်လူလင်တို့၏စကားများနှင့်မဟာကစီကိုဆဲရေးများအံဆန့်ကျင်ရည်ရွယ်ခြင်းသည်မသင့်လျော်မဟာကစီကိုကိုယ်တိုင်ချင်းကပ်၍မေးရလျှင်ကောင်းလေစွာဟုအကြံဖြစ်ပေါ်၏ထို့နောက်လောဟိစပုံနာသည်ထိုလူလင်တို့နှင့်အတူရှင်မဟာကစီထံသို့ချဉ်ကပ်၍ဤစကားကိုဆို၏များစွာကုန်သောတပည့်တို့သည်ရောက်လာကြကုန်လောထိုလူလင်တို့နှင့်အတူတစုံတရာသောစကားပြောဆိုမှုဖြစ်ပါသလောဟုဆို၏ရောက်လာကြပါကုန်၏ငါသည်ထိုလူလင်တို့နှင့်အတူဤသို့သောစကားပြောဆိုမှုဖြစ်၏ဟုမိန့်ဆို၏အိန္ဒြေတို့၌မလုံးချုံသောတကားရှိသူဟုအရှင်ကစီဆို၏အဘယ်များလောက်ဖြင့်မလုံးချုံသောတကားရှိသူဖြစ်ပါသနည်းဟုလျှောက်၏ပုံနာဤလောက၌တစုံတယောက်သောသူသည်မျက်စိဖြင့်အစင်းကိုမြင်သောနားဖြင့်အသံကိုကြားသောနှာခေါင်းဖြင့်အနံ့ကိုနမ်းရှူသောရှားဖြင့်အရာသာကိုလျှက်သောကိုယ်ဖြင့်အတွေ့အထိကိုတွေးထိသောစိတ်ဖြင့်သဘောတရားကိုသိသောချစ်ခင်ပွဲသဘောတရားကိုသတ်မဲ့၏မချစ်ခင်ပွဲသဘောတရားကိုအမျက်ထွက်၏မထင်သောတတိရှိရာကကျဉ်းမြောင်းသောစိတ်ရှိသည်ဖြစ်၍နေ၏ထိုသူအားအကျင့်ဝိမု ക്തി တရား၌ဖြစ်ပြီးဖြစ်ဆဲဖြစ်ကုန်သောထိုယုံညံ့သောအကုသိုလ်တရားတို့သည်အကျဉ်းမဲ့ချုပ်ကုန်၏ထိုကိလေသာမှလွတ်မြောက်သောအရဟတဖို့စိတ်နှင့်ကိလေသာမှလွတ်မြောက်သောအရဟတဖို့ပညာကိုဟုတ်တိုင်းမှန်စွာမသိပုံနာဤသို့ဆိုလျှင်အိန္ဒြေတို့၌မလုံးချုံသောတကားရှိသူဟုမိန့်တော်မူ၏အရှင်ကစီသည်အိန္ဒြေတို့၌တကားရှိ၏ဟုဆို၏အဘယ်များလောက်ဖြင့်အိန္ဒြေတို့၏တကားရှိသူဖြစ်ပါသနည်းပုံနာဤလောက၌မျက်စိဖြင့်အစင်းကိုမြင်သောမတက်မှတ်မချစ်ခင်ပွဲရှိသောလေအမျက်မထွက်နားဖြင့်အတန်ကိုကြားသောနှာခေါင်းဖြင့်အနံ့ကိုနမ်းရှူသောရှားဖြင့်အရသာကိုလျက်သောကိုယ်ဖြင့်အတွေ့အထိကိုထိတွေ့သောစိတ်ဖြင့်သဘောတရားကိုသိသောချစ်ခင်ပွဲဟုမတက်မှတ်မချစ်ခင်ပွဲဟုအမျက်မထွက်ထင်သောတတိရှိရာကကျယ်ဝန်းသောစိတ်ရှိသည်ဖြစ်၍နေ၏ထိုသူအားအကျင့်ဝိမု ക്തി တရား၌ဖြစ်ပြီးဖြစ်ဆဲကုန်သောယုံညံ့သောအကုသိုလ်တရားတို့သည်အကျဉ်းမဲ့ချုပ်ကုန်၏ကိလေသာမှလွတ်မြောက်သောအရဟတဖို့စိတ်နှင့်အရဟတဖို့ပညာကိုလည်းဟုတ်တိုင်းမှန်စွာသိ၏ပုံနာဤသို့ဆိုလျှင်အိန္ဒြေတို့၌ဖွင့်ထားသောတကားရှိသူဖြစ်၏ဟုမိန့်တော်မူ၏အရှင်ကစီသည်အမှန်အတိုင်းအိန္ဒြေတို့၌တကားရှိသူကိုသာလုံခြုံသောတကားရှိသူဟုဆိုအပ်ပါ၏အရှင်ကစီသည်အမိုက်မှောင်ကိုစီမီတဆောင်ပြပြီးတကဲ့သို့၎င်းဤတူသာလျှင်အရှင်ကစီသည်အကြောင်းအမျိုးမျိုးဖြင့်တရားကိုပြတော်မူ၏အကျွန်ုပ်သည်မြတ်စွာဘုရားကိုတရားတော်ကို၎င်းသံဃာတော်ကို၎င်းကိုးကွယ်ရာဟု၍စည်းကပ်ပါ၏အရှင်ကစီသည်အကျွန်ုပ်ကိုယနေ့မှစ၍အသက်ထက်ဆုံး
ယတနာ၃ပါးကိုကိုးကွယ်စည်းကပ်သောဥပဒကဟုမှတ်တော်မူပါအရှင်ကစီးသည်မဂယကတမျိုးတော်ဥပဒကအမျိုးမျိုးတို့ကိုချင့်ကပ်တကဲ့သို့ဤတူလောဟိစအမျိုးတို့လည်းချင့်ကပ်တော်မူပါအကျဉ်လူလင်ပြိုမားတို့သည်ရှ िख ိုးကြကုန်ခရီးဦးကြိုဆိုကြကုန်လက်တန်းနေရာကိုရေကိုပေးလူကြကုန်လက်တန်းထိုလူလင်ပြိုမားတို့အားထိုရှ िख ိုးခြင်းစားသည့်အမှုသည်ရှင်းမြင့်စွာသောကာလပတ်လုံးစီးပွားချမ်းသာအလုံးငါဖြစ်ပါလက်တန်းဟုလျှောက်၏